ကြီးပွားတိုးတက်ချမ်းသာရေးသေးငယ်သောပစိမ့်ပင်ဖြစ်စေကမူချက်ပေါင်းများစွာခုတ်ထစ်သောအခါမာကျော်သောတစ်ပင်ကြီးပင်လဲပြိုရလေသည်ရှိတ်စပီးယားကြီးပွားချမ်းသာအောင်ပြုလုပ်ခြင်းသည်ဆင်းရဲအောင်ပြုလုပ်ခြင်းထက်ပို၍ပင်ပန်းသည်မဟုတ်ပေကြီးပွားတိုးတက်ရန်အားသည်ဝိရိယနှင့်ချွေတာခြင်းပဲဖြစ်သည်လယ်သမားကောင်း၏အရင်းအနှီးမှာစူးစောက်ကောင်းများဖြစ်ပြီးတကယ်သို့စာအုပ်များမှာတိုးတက်ကြီးပွားလိုသူတထေးဖြစ်လိုသူတို့၏အရင်းအနှီးလက်နက်ကောင်းများဖြစ်လေသည်ကြီးပွားလိုလျင်မြည်သူကိုမျှမကြောက်ရမြည်သူကိုမျှလည်းမချောက်လန့်ရလူများပြည့်စည်သည့်အခါအကြမြန်သည့်နီးတူဖြစ်ထွန်းကြီးပွားသည့်အခါ၌လည်းအတက်မြန်လှသည်ဝိရိယကိုထုတ်လုပ်၍ရသမျှကလေးကိုစုမကြမီအထုပ်ဖြစ်မီအထုပ်မဖြစ်မီထုတ်၍မပြစ်ပါနှင့်တိုးတက်ကြီးပွားလိုသူအဖို့မသွားဝံသောနေရာမချမ်းစီဝံသောနေရာဟု၍မရှိခြေပွားအောက်၌ရှိသောမြေကြီးကိုချွေးရည်ကလေးအနှဲငယ်မျှနှင့်လောင်းလိုက်လျင်ပရိသတ်ပင်ထွတ်ပေါ်၍လာနိုင်လေသည်များစွာသောလူတို့သည်အောင်မြင်ခြင်းတည်းဟူသောလေခါထက်ပေါ်တွင်စုလျက်ရပ်နေကြသည်ကမ္ဘာပေါ်၌ဆွေမြဲခြင်းလောက်တကိုးကြီးသောအရာမရှိပေဆွေမြဲခြင်း၏ဆွမ်းအားဖြင့်ပညာရှိကြီးများဖြစ်နိုင်၏ဆွေမြဲခြင်းဖြင့်မပြည့်မြောက်နိုင်သောအရာမရှိပေတစုံတရာမလုပ်ဘဲကြံစီ၍သာနေသည့်ထက်အမားကိုလုံမိခြင်းကပို၍မြင့်မြတ်သည်၏ကံကောင်း၍ကြီးပွားသူလွန်စွာနဲလာပေ၏ပင်ပန်းစွာလောက်ကင်ကြံစီခြင်းဖြင့်သာကြီးပွားကြရသမည်ဖြစ်သည်ကြီးကျယ်သောအရာဟုသမျှသည်ပြိုရွယ်သူတို့၏စွမ်းကြောင့်သာဖြစ်သည်ဒီစာအုပ်ဟာဆရာကြီးလေရင်သားစောချစ်ညွှန်ပြီးတော့ပြောထားတဲ့ဆရာကြီးပီမိုနေ၏ကြီးပွားရေးလမ်းညွှန်စာအုပ်ပဲဖြစ်ပါတယ်တက်မ၏အမိန့်ကိုနားမထောင်သောလှေသည်ကြောက်ဆောင်၏အမိန့်ကိုနားထောင်ရ၏လူမိတ်နှင့်လူသေးမှတပါးထင်မြင်ချက်ကိုမြည်သူမဆိုပြောင်းလဲ၏ဒုက္ခခံခြင်းဟူသည်များသည်တစိမ့်အမှတ်တပွေဖြစ်လေသည်များစွာသောသူတို့၏ကြီးကျယ်ခြင်းသည်အကြီးကျယ်ဆုံးသောဆင်းရဲဒုက္ခမှအစပြုလေသည်ငွေသည်မိန်းမနှင့်တူ၏သုံးတတ်သူကိုတိုးရခြင်း၏မသုံးတတ်သူထံမှထွက်၍ပြေး၏အပြောတန်လျင်အလုံးညံ့နေသည်ဟူသောစကားသည်နိုင်ငံရေးသမားများအတွက်သုံးသောစကားဖြစ်၏ကြီးကြီးကြံမှကြီးကြီးဖြစ်၏ငယ်ငယ်ကြံလျင်ငယ်ငယ်သာဖြစ်လိမ့်မည်ကြီးပွားတိုးတက်လိုလျင်ပညာဉာဏ်လွန်စွာကြီးဖို့မလိုစစ်ဆက်တေချာတတ်ဖို့သာလိုပေသည်မိမိကိုယ်ကိုကြီးပွားတိုးတက်မိသူဟုစိတ်ချလက်ချမယုံနိုင်သည်မြမကြီးပွားမတိုးတက်နိုင်ကြီးပွားတိုးတက်ရေး၌သူတို့ဘာ၏စိတ်ကိုအမှန်သိဖို့လိုသည်မဟုတ်မိမိကိုယ်တိုင်၏စိတ်ကိုသာအမှန်သိဖို့လိုပေသည်ပေါ်ပေါ်စားပေါ်ပေါ်နေပေါ်ပေါ်လုံနေသည်မြမတိုးတက်နိုင်အမားကိုစင်ချင်ဖြစ်အမှန်မလုပ်ပါနဲ့မှားသောလမ်းကိုရောက်လျင်မှန်သောလမ်းကိုပြန်ရမည်လူမှန်လျင်စွန့်ရှိ၏တစ်ထောင်တန်စိတ်အလုံးမလုံးပဲတစ်ချက်တန်စိတ်အလုံးလုံးခြင်းဖြင့်အချိန်မဖြုံးသင့်တတိမြန်မြန်ဖြစ်လိုလျင်မြန်မြန်ဆင်းရဲတတ်၏ဘယေမင်းမြတ်တို့၏ပန်းချံ၌ပွင့်သောနှင်းစီပန်းသည်ဆင်းရဲသား၏ပန်းချံ၌ပွင့်သောနှင်းစီပန်းထက်ပိုမို၍မလားပိုမို၍မမွေးနိုင်ချေပပဲသမားသည်တန်ကိုမီးပူတော့မှထုရ၏အေးမှထုချေကအကျိုးမရှိချေအိုးလို့သောသူသည်ရွှန့်ပြော့တော့မှရိုက်ရ၏မာမရိတ်လျင်ပန်းပွင့်ပန်းပြောက်မထင်သည်တာမကခွဲဖို့ရှိလေသည်အနာမခံကအတာမဆန်ရလေးတောင်ဖြစ်သောအရာတစ်ခုသည်ဝိုင်းသောအရာတစ်ခုထဲ၌ထက်၍အမကြနိုင်ငါသည်ငါ၏အပေါ်ဖြစ်ရ၏ငါသည်ငါ၏လမ်းစာဖြစ်၏ငါသည်ငါ၏ခိုကိုးရာဖြစ်၏ငါသည်ငါ၏အပေါင်းအဖော်ဖြစ်၏ငါထက်မြည်သူမြငါကိုမကယ်နိုင်အကြံကောင်းသောသူသည်အလုကောင်းသောသူ၏အရှင်ဖြစ်၏ခေအကျိတ်ကိုကြည်ချင်းထက်ခေအကျိတ်ကိုလှုပ်၍ပေးခြင်းကပို၍ခရီးရောက်၏အခက်အခဲသည်စိတ်တော်ကြီးမားရင့်တန်ခြင်းအတွက်အကောင်းဆုံးသောသင်ခန်းစာများဖြစ်ကြ၏မသေးလဲမသေးရအဘယ်အလုပ်ကိုမျှလည်းမလုပ်ရဟုသောတန်ကိုပေးချေကသေခြင်းသောစိတ်သည်ထစ်တန်စွာပေါ်၍လာမည်ကားမလွဲပေငါသည်
တန်ဖိုးဖြစ်၏ငါလှုပ်လျင်ဘာမဆိုဖြစ်သည်ငါသည်အောင်မြင်ခြင်းဖြစ်၏အောင်မြင်ခြင်းသည်ငါအဖို့ဖြစ်၏ငါသည်တကိုးကြီးသောလောကဓာတ်ကြီး၏အစိတ်အပိုင်းဖြစ်၏ငါ၏အစွမ်းတတ္တိသည်အဆုံးမရှိနိုင်အောင်မြင်ခြင်းသည်လွတ်လပ်ခြင်းချမ်းသာခြင်းဩဇာတကိုးရှိခြင်းကိုဖြစ်စေ၏ပင်ပန်းစွာလှုပ်ခြင်းထက်အမြဲနှိုးကြားထကြွလမ်းစလမ်းပေါက်ကိုရှာခြင်းကပုံမူကြီးထွားနိုင်လေသည်အသက်ကားတို၏အတက်ကားရှည်၏ကြီးပွားရေးအတွက်ခေါင်းဆုံးသောလက်နက်သည်အတွေးစိတ်ဖြစ်၏တင်ကြီးပွားတိုးတက်ရန်လမ်းကိုတင်မှတပါတင်သာလျင်ပိတ်ထားနိုင်သည်မေတ္တာနှင့်လှုပ်သောအလုံး၌ပင်ပန်းဝန်လေးခြင်းမရှိကိုယ်စားယုံကြည်ခြင်းသည်အလုံးမပါကအသေးသာဖြစ်၏မျှော်လင့်ခြင်းမရှိသောယုံကြည်ကိုးစားခြင်းသည်ပုံပြင်နှင့်တူလေသည်အပြည့်ကင်းသောစိတ်သည်ဆွတ်ဆွဲခြင်းကိုမကြောက်အရေးချင်းသည်ကိုယ်ပိုင်ဖြစ်၏ဂုံတည်ရသည်ကားသူတို့ဘာ၏ထင်မြင်ချက်သာဖြစ်လေသည်လောက၌ဟံမူရာဒီဟုသောဇာဖြင့်မိမိကိုယ်ကိုတွေ့ခြင်းသည်အယုတ်အဆိုးဆုံးဖြစ်၏ငကိုဟံသည်အကောင်းဆုံးဖြစ်ပေသည်မိသည်ငကိုအကြီးဆုံးသောဓာတ်ဖြစ်ရာပွတ်တိတ်မှထွက်ပေါ်လာလေသည်လူသည်မိနှင့်တပြိုင်တည်းပေါ်၏မပွတ်တိတ်သောလူမျိုးသည်ကဘာပေါ်၌အောက်ကျနောက်ကျဖြစ်နေမည်ကအမှန်ပင်သည်ဥရောပတိုင်းသားတို့ကဘာသို့အုပ်ဆိုးရသည်မှာပင်ပန်းစွာစွန့်စားလှဲ့လေကြသောကြောင့်ဖြစ်၏ဖောင်ဆက်ကြနှင့်လက်ညှိုးညွှန်ရာရေဖြစ်ပြီးလွယ်ကူစွာအပျော်သွားလာကြသောကြောင့်မဟုတ်အသက်ကိုစွန့်သည့်အခါစွန့်ကြရ၏ကဘာပေါ်၌ခေါင်းဆောင်ခြေသွားလမ်းပြလှုပ်သူတို့သည်အတူခိုးသူများမဟုတ်ကြချေကိုယ်ပိုင်ဉာဏ်နှင့်တူ၏အတူခိုးသောသူသည်မြောက်နှင့်တူပေသည်ကြောက်တတ်သောသူတို့သည်အဘယ်မျှပင်စွန့်ရည်တတ္တိနှင့်ပြည့်စုံစေကမူခေါင်းဆောင်မဖြစ်နိုင်နောက်မှခံရသောချီးမွမ်းခြင်းသည်မြဲ၏ချစ်ချင်းခံရသောကဲ့ရဲ့ခြင်းသည်မမြဲသဖြင့်လေးစားကြောက်ရွံ့เสียမဟုတ်ချေလောကဓာတ်တစ်ခုလုံးသည်တကိုးဖြင့်တည်နေ၏တကိုးဖြင့်ပြောင်းလဲ၏တကိုးဖြင့်တိုးတက်၏လှဲလျင်လဲ၏ထူလျင်ထ၏ထလျင်ထောင်၏သွားလျင်ရောက်၏တက်လျင်မြင်၏ဆင်းလျင်ကြ၏လှုပ်လျင်ဖြစ်၏ပြည့်အစဉ်ပြင်ခဏဖြစ်၏ကောင်းရွက်ဈေးတွေတို့သည်ပွဲအညံ့ဟူသည်များကိုကြည်နိုင်၏တုတ်တုတ်အတန်ကြားလျင်သွားနိုင်၏ပုပ်ပုပ်တရင်မှန်မှန်စောင့်နိုင်၏တထေးသူကျွဲတို့မှာကဒီလိုများစောင့်နိုင်ကြမည်ထင်ပါသလားဤလောကသည်အမြဲစစ်တ၍နေရသောလောကဖြစ်၏သစ်ပင်တောတောင်ရေမေဟူသည်များသည်ဥရုနှင့်တိတ်ကြရ၏အတိတ်ခံမပြုဘဲလွယ်လွယ်ကူကူကြီးပွားတိုးတက်သောအရာဟု၍မရှိချေစူးစိတ်ထက်သန်စွာတောင်းတသောစိတ်တကိုးသည်အဆုံးမရှိကြီးမားလေသည်ဤတကိုးတတ္တိသည်နီလန်းစနစ်နှင့်တိုးအောင်လုပ်လျင်တိုးနိုင်လေသည်လူလောကကြီးသည်တိုက်ခိုက်ခြင်းဖြင့်ကြီးပွားတိုးတက်ရလေသည်ရေအေးလျင်ခဲသည်လူအေးလျင်ခွေသည်လူဘဝသို့ရောက်လာသူဟူသည်မြသည်လက်နှင့်ကိုယ်စီပါပါ၏ထိုလက်နှင့်သည်တဦးတဦးစီစွမ်းသောအလောက်အကဲများပင်ဖြစ်၏သူတော်သူမြတ်ယတိယဟန်များပင်တော်မှပါရမီတိုးမြင့်ရင့်မာခြင်းဖြစ်ဖို့ရန်လူခန္ဓာကိုယ်ကြီးနှင့်အမြဲမပြတ်အပြင်းအထန်တိုက်ခိုက်၍နေကြလေသည်မသေးရွှေထီးတင်မြေကြီးဟူသောစကားသည်မြန်မာစကားဖြစ်၏သို့သောမြန်မာလူမျိုးများသည်ထိုစကားအတိုင်းများစွာမကျင့်ကြံကြကြီးပွားခြင်းအစသည်မိမိကိုယ်ကိုသိခြင်းဖြစ်၏မိမိကိုယ်ကိုသိခြင်းဆိုသည်မှမိမိ၌တကိုးတတ္တိရှိကြောင်းကိုသိခြင်းပင်ဖြစ်လေသည်ပြည့်ရသောသူတို့၏တန်တန်၌ချစ်ဖွယ်အကောင်းဆုံးလက္ခဏာတစ်ခုရှိသည်ထိုလက္ခဏာသည်အခြားမဟုတ်မိမိတို့၏ရှစ်မောက်၌အမှောင်ကိုမမြင်တတ်အလင်းကိုသာမြင်တတ်သောကြည်လင်လက်ဆက်သောစိတ်အားထက်သန်ခြင်းပေသည်ပြည့်ခြင်းသည်ငါ၏အလုံး၌တစခန်းဖြစ်၏ထိုစခန်းကိုလွန်မြောက်သောအခါဖြစ်ခြင်းဟုခေါ်အပ်သောစခန်းသို့ရောက်ရမည်ဟုသာအာကိုပြုခါအပြစ်ကိုဂရုမထားအပ်ပေမြမလူမျိုးယောက်ျားများမှာယခုခေတ်အကြီးဆုံးသော
တိုးတက်ခြင်းသည်စကူတက်တာနှင့်ထက်၍ရောင်းသောအသေးလုံးရထားသည့်ချင်းခေါင်းပေါင်းများလိုဖြစ်လေသည်မြည်သည့်လူမြည်သည့်တရဝါမှတက်တက်တတာနှင့်မကြီးပွားနိုင်ချေအောက်ကြနောက်ကြအခြေအနေသို့မရောက်ရအောင်ကြိုးစားကြဖို့ရန်အချိန်သည်မကုန်သေးမလွန်သေးပေအမျိုးသားကိုကယ်ဆယ်လိုသူဟူသည်မြရှေးဥစွာပထမမိမိတို့ကိုဆင်းရဲအောက်ကြခြင်းအခြေအနေသို့မရောက်ရအောင်လူမျိုးကွဲများကြီးကျယ်သလောက်ကြီးကျယ်နိုင်အောင်ကြိုးစားကြရမည်ကိုယ်စွမ်းကိုယ်စားဖြင့်တယောက်တလေမှမကြီးပွားပဲနေမယ်ဆိုရင်ကျွန်ုပ်တို့လူမျိုးမှာဇာတိကိုကပင်ဉာဏ်ဖြင့်အောက်ကြရာရောက်၍နေပေလိုက်မည်ဥစ္စာမရှိပညာပင်ရှိတော်ညာလဲခေါင်းဆောင်ဥက္ကဋ္ဌမလုံနိုင်ကြပေကိုယ်ပိုင်ဥစ္စာရှိမှတော်၎င်းဥစ္စာရှိသူနှင့်ပေါင်းမှုတော်၎င်းခေါင်းဆောင်အကြီးအကဲဖြစ်နိုင်လေသည်ဒဏရှင်နှင့်မနီးစပ်သောကြောင့်ကုန်နှုတ်စွာနေရသောပညာဓာတ်တွေမြောင်များစွာရှိကြလေသည်တို့ဖြစ်လေရာကြီးပွားလိုသောလူမျိုးသည်ပစ္စည်းဥစ္စာကိုရအောင်ရှာကြရ၏တတိကင်းမဲ့တတ်ခြင်းတတိမေးလျော့တတ်ခြင်းအလုတ်မလေးစားခြင်းအလုတ်ကိုဂရုမစိုက်ခြင်းတို့သည်ကမ္ဘာလောက၌ဆုံးရှုံးခြင်းတည်းဟူသောအကြောင်းတရားတွင်အကြီးဆုံးသောအကျိုးတရားဖြစ်လေသည်ယခုအခါအခြားလူမျိုးတို့ကိုမိအောင်ကြိုးစားလျင်မိနိုင်သေး၏အပြည့်အသက်ကွာသောအခါ၌ကမိတော့မည်မဟုတ်ပေအတွေးပြော့လျင်တတ္တိတကိုပြော့၏အတွေးမှလျင်တတ္တိတကိုတိုးတက်ရလေသည်လောကကြီး၏အကြီးဆုံးသောယံသူသည်အကြောက်တရားဖြစ်၏ကြောက်ရွံ့ခြင်းသည်ကြောက်မွေ့ဖွယ်အကောင်းဆုံးဖြစ်၏အကြောက်ထဲပို၍ကြောက်မွေ့ဖွယ်ကောင်းသောအရာမရှိချေစိတ်ဖြင့်တောင်းခြင်းသို့မဟုတ်ထက်သန်စွာတောင်းတခြင်းသို့မဟုတ်ပူပြင်းသောဆန္ဒသည်အောင်မြင်ပြီးမြောက်ခြင်းပြီးဝခြင်း၏အကြီးဆုံးသောအားတကူဖြစ်လေသည်သေးငယ်သောအကြောင်းကလေးများသည်အကြီးအကျယ်ကိုပျက်စီးစေနိုင်သည်ကြီးမြတ်သောပုဂ္ဂိုလ်များ၏အထောက်ပတ္တိများ၌ဆင်းရဲရာမှအချိန်အတိုအစကလေးများကိုသုံးခြင်းကြောင့်ကြီးမြင့်၍လာသူတွေများစွာရှိကြလေသည်အလွန်ကောင်းသောလက်ဝဲသမားသည်နောက်ဆုံးအကြီးအကျယ်ရှုံးနေသည့်အခါအာအင်ကြီးမားစွာနှင့်အထိုးနှင့်ခံရခြင်းကြောင့်မဟုတ်နှလုံး၏နေရာရင်ဘတ်ပေါ်၌အထက်ထက်အနှဲငယ်အထိုးခံရခြင်းကြောင့်ရှုံးတတ်ကြလေသည်ဥခေါင်းပေါ်၌နေရာတစ်ခုတည်းတွင်ရေစက်ကလေးတွေထက်ခါတစ်စက်စီကြချေကတနာရီအတွင်းထိုနေရာအောက်ရှိဥခေါင်းအစိတ်ပိုင်းများမှာအကျော်များတည်တတ်သဖြင့်ယူသွက်သောယောဂဖြစ်တတ်လေသည်သင်ငယ်သောအကြောင်းတို့သည်များစွာအစွမ်းရှိတတ်ပေသည်သင်ငယ်သောအရာကလေးများအတွက်စိတ်ညစ်တတ်သူများမှာလည်းကြီးကျယ်သောအကြောင်းများထက်ဆယ်ဆမကအင်အားကုန်ခန်းလျက်တန်လိုက်တတ်ပျက်စီးတတ်လေသည်ငွေကိုအနှဲငယ်စီစုသလိုပညာကိုလည်းအနှဲငယ်စီစုရလေသည်ရေခံဖြစ်ခြင်းသည်ရေများခြင်းကျဲခြင်းကြောင့်မဟုတ်ပေရေကိုခိန်လုံစွာထိန်းထားနိုင်သောကံပေါင်းကံရိုးကြောင့်ဖြစ်လေသည်အသေးမွေးမှုအတတ်ပညာဟုသမျှအင်္ဂလိပ်ဘာသာဖြင့်အကုန်ရရှိနိုင်၏သို့ဖြစ်လေရာအင်္ဂလိပ်စာကိုရှေးဦးစွာပထမသင်ပြီးနောက်အတွက်အချက်ကိုတက်လျင်လောကမှာဘယ်ပညာမျှခက်တော်မည်မဟုတ်ပေညီသည့်အလုံးမှာမစိုးချက်ထွင်လျင်တိုးတက်နိုင်၏မိမိလုပ်သောအသက်မွေးမှုအလုပ်တစ်ခုခုမှာမကျင်မလည်မနိုင်မနှင်းဖြစ်ခြင်းထက်အောက်ကျသောအရာမရှိပေအချို့သောသူတို့၏စိတ်၌လက်နှင့်အသက်မွေးသူမှာစာတတ်ဖို့မလိုဟုမှတ်ထင်ကြ၏ဈေးရောက်မည်သူမှာစာမတတ်တော်လဲဖြစ်နိုင်သည်ဟုတွေးကြလေသည်ထိုအတွေးထက်မှားသောအတွေးမရှိပေအကြောင်းမူကားယခုခေတ်၌ဘယ်အရာမှစာနှင့်ကင်း၍မရှိကစားစရာများသောမှစာနှင့်ရှိကြလေသည်ကျောင်း၌အတတ်ပညာသင်ခြင်းသည်စင်စစ်အားဖြင့်မိမိကိုယ်ကိုဘယ်ဖက်မှတော်သည်ဟုသောအကြောင်းနှင့်ပတ်သက်၍စစ်ဆေးခြင်းမြဖြစ်လေသည်ရွှေတတ္ထုတွင်များမှာတူးမှရွှေကိုရ၏အဘယ်မျှပင်ရွှေအထွက်များစေကမူမတူးလျင်မရနိုင်ပေထို့အတူလူမှာလည်းအစွမ်းတတ္တိအရည်အချင်းအဘယ်မျှပင်ရှိစေကမူ
ထိုအစွမ်းသက်တည်များပေါ်အောင်ကြိုးစား၍လောက်ကိန်ရလေသည်အဖိုးတန်မှအဖိုးပေးရ၏အလကားမရချေရောင်ရဲတင်းတိုင်ခြင်းသည်မြတ်၏သို့သောရောင်ရဲတင်းတိုင်သောလူမျိုးသည်အောက်ကျနောက်ကျသောလူမျိုးအဖြစ်မှလွတ်ကြမည်မဟုတ်ပေရောင်ရဲတင်းတိုင်လေးရဲ့ကြီးမြတ်ခြင်းကိုအပြစ်ဆိုသူတို့သည်စပြစ်သီးကိုမော်ကြည့်ပြီးမမီသောကြောင့်ရှင်သည်ဟုပြောရသွားသောမြေခွေးမျိုးစိတ်သာဖြစ်လေ၏ရိုးသားသောစိတ်ကမဟုတ်ချေမကြီးကျယ်လိုသောသူသည်လောကမှာမရှိချေလုံးမဖြစ်သည်ရှာမရသည်စားမရှင်သည်တွားမရောက်သည်သင်မှတတ်သည်ဟုသောမျက်မြင်ကိုယ်တွေ့အဖြစ်ပြက်ကလေးများမှာပြည်နေ၍နေပါလျက်ကံတစ်ခုတည်းကိုသာရင်သီးစွာဆွဲခြင်းသည်မသင့်ချေရေခဲကိုအယုတ်ထုလျင်အည်ပျော်၍အယုတ်ပြည့်ရသည်တာသည်လောက၌ကြီးကျယ်ခမ်းနားလှပတင့်တယ်တိမ်မြိတ်သောအရာဟုသမျှတပင်ဖြစ်စေကြောက်တံပရံပြားတက်ထုဖြစ်စေဒေါတောင်ဖြစ်စေအဆောက်အအုံဖြစ်စေတဖြည်းဖြည်းသေးနှုတ်တိမ်ငယ်ရာမှကြီးကျယ်ခမ်းနားရင်ချင်းတစ်တယ်ခြင်းသို့ရောက်ရလေသည်လူသည်လည်းထုံနီးလန်းတိုင်းသာဖြစ်ရလေရာငယ်ရာမှကြီးရ၏မတိရာမှတိရ၏ဆင်းရဲရာမှချမ်းသာရလေသည်မကြီးပွားသူပညာရလောက်သောဉာဏ်ရှိပါလျက်မရသူတို့သည်တဖြည်းဖြည်းရဖို့ကြီးပွားအောင်ကြိုးစားဖို့ရန်စိတ်မရှိခြင်းယခုချစ်ခြင်းလျင်မြန်စွာကြီးကျယ်လိုခြင်းကြောင့်ဖြစ်ကြလေသည်လူမှန်သမျှတစ်ဖက်ဖက်၌စွမ်းရမည်သာအစွမ်းကြီးပင်မစွမ်းစေကာမူကြိုးစားလျင်ဖြစ်နိုင်လောက်သောတတ္တိစွမ်းရည်တစ်ခုခုရှိရမည်အများအားဖြင့်ကြီးမြင့်သူတို့မှာပညာဉာဏ်ထူးချွန်ကြသည်မဟုတ်ဘဲဇွဲကောင်းခြင်းအောင်နိုင်ခြင်းစောင့်နိုင်ခြင်းတို့ကြောင့်ဖြစ်လေသည်လွယ်လင့်တကူကြီးမြင့်၍လာသူများမှာအနှဲငယ်များသောအခက်အခဲကြောင့်ပျက်စီးဆုတ်ယုတ်တတ်၏ခက်ခဲကြီးစွာကြိုးစားရသူတို့မှာလွယ်ကူစွာမပျက်စီးတတ်ပေအခြားအခြေအနေများ၌တဦးကတဦးထက်ပုံမူ၍အခွင့်သာနိုင်တော်လဲလောက၌အဖိုးတန်ဆုံးဖြစ်သောအရာတစ်ခုကိုရချင်း၌ကမိသူကမိသူထက်မြန်မသာကြီးပွားတိုးတက်ရေးအတွက်လုံလောက်စွာရကြလေ၏ထိုအရာများသည်ကအခြားမဟုတ်အချိန်ပင်ဖြစ်လေသည်အချိန်သည်အဖိုးမဖြတ်နိုင်သောအရေးအနည်းဖြစ်လေသည်ထိုအရေးအနည်းနှင့်ကျမ်းမာခြင်းတည်းဟူသောအရေးအနည်းကိုရသူတို့မှာငွေအရေးအနည်းပညာအရေးအနည်းကိုရဖို့ရန်မခဲအလုတ်လုံလွန်းသည့်အတွက်ယောဂမရနိုင်စိတ်ညစ်မှယောဂရ၏အလုတ်လုံသူမှာစိတ်ညစ်เสียစိတ်ပူเสียပေါ်လာခွင့်ရမည်မဟုတ်ပေတို့ဖြစ်လေရာအလုတ်လုံခြင်းသည်အသက်ရှင်ခြင်း၏ဤကောင်းတစ်ခုဖြစ်လေသည်အချို့သူတို့သည်မိမိတို့နင်းရွက်တက်သောဉာဏ်ကိုခြေကံ၍လဲဖြိုတတ်၏ထိုအခါအရေးမသာသည့်အခါ၌နင်း၍ဆင်းเสียအမိတွေ့เสียမရှိသဖြင့်မစိန်သောနေရာမှကင်တွယ်လျက်ခုန်ဆင်း၍ပြေးရသောကြောင့်ပေါင်ကျိုးတက်ကြလေသည်မိုးဆဲမှသွားမည်ဟုစောင့်သူအတွက်မိုးကဆဲ၍ပေးမည်မဟုတ်မိုးမှာဆဲခြင်းမှဆဲမည်ရက်ခြင်းမှရက်မည်မိုးအဆဲကိုမဆောင်ဘဲရွှဲခြင်းရွှဲဟုအောင်းမေကတိုးရသွားကမှခရီးပေါက်ရောက်နိုင်ပေသည်ခဲခဲမရှိလောက၌အလွယ်တွေသာတွေ့ရှိပြီးတိုက်ခိုက်ဖို့မရှိသဖြင့်လူတ attva တွေမှာအစွမ်းအစတုံးပြီးလူဘဝမှာညီးငွေ့စရာကြီးဖြစ်ဖို့ရှိလေသည်အခက်ခဲဟုသည်မြရုတ်တရက်မြင်ရသည့်အခါကြောက်မွေဖွယ်ကောင်းသောပုံတရံကိုဆောင်ကြ၏ကြောက်လျင်ထိုပုံတရံသည်တာလွန်ကြောက်မွေဖွယ်ဖြစ်လာတတ်၏မကြောက်ဘဲတည်တည်ချာချာကြည့်လျင်သေးငယ်၍သွားတတ်လေသည်ဘယ်ပညာမဆိုအစမှသာခက်၏ခက်သောအပိန်ကလေးကိုကြော်မိသည်နှင့်တပြိုင်တည်းတကားပွင့်နေသည်မတိုးလျင်ဆုတ်ယုတ်ခြင်းဖြစ်ရာရက်တက်ခြင်းကျဉ်တ်ခြင်းအတိတ်ရက်ခြင်းသည်ဆုတ်ယုတ်ခြင်း၏အစပင်ဖြစ်လေသည်တိုးတက်ရာတိုးတက်ကြောင်းကြီးပွားရာကြီးပွားကြောင်းစာအုပ်ကောင်းများကိုကြီးပွားလိုသူတထေးဖြစ်လိုသူတို့ဝယ်ဖက်ရှုခြင်းမှာအပူမဟုတ်၎င်းတို့တွင်ရှိအပ်သောလက်နှင့်တန်းစားပလာတို့တွင်အကောင်းဆုံးဖြစ်လေသည်လူတို့သည်
ဆိုးသည့်ဖက်တွင်၎င်းကောင်းသည့်ဖက်တွင်၎င်းတစ်ဖက်ဖက်တွင်အစအနရရှိသွားလျင်ထိုရရှိသည့်ဖက်တွင်အစဉ်တစ်ဆင့်တက်ခါစဉ်းစားမြဲဖြစ်၏လူမှန်လျင်အဘယ်အရွယ်သို့ရောက်သောအခါအဘယ်သို့အခြေအနေရောက်အောင်လုပ်မည်ဟုသောရည်မှန်းချက်တစ်ခုရှိလေသည်မအောင်မြင်သောရည်မှန်းချက်သည်ရည်မှန်းချက်လုံးကင်းမဲ့သည်ထက်အကျိုးရှိလေသည်ရည်မှန်းချက်တစ်ခုမျှမရှိသောသူသည်ပဲ့မပါသောသင်္ဘောရွတ်လွင့်သူနှင့်တူ၏ပျက်စီးခြင်းသည်ငါ၏အလုံး၌တစ်စက္ကန့်ဖြစ်၏ထိုစက္ကန့်ကိုလွန်မြောက်သောအခါဖြစ်ခြင်းဖြစ်၏ဟုခေါ်အပ်သောစက္ကန့်သို့ရောက်ရမည်သာဖြစ်ပေသည်လူသည်တစုံတရာကိုအမြဲလုပ်၍နေရ၏မလုပ်ဘဲမနေနိုင်ပေအပျော်ပါးကိုတော်၎င်းလုပ်နေရလေသည်လူအများသည်အလုပ်ဟုသောစကားကိုကြောက်ကြလေသည်သို့ဖြစ်သောကြောင့်အချို့လူကြီးများသည်အလုပ်များကိုအပျော်ဟန်ဆောင်ကာခိမ့်ကြသဖြင့်အလုပ်ကိုအပျော်မှတ်ထင်ကာပျော်ရွှင်စွာလုပ်ကြလေသည်အလုပ်ဟုသောစကားသက်ကိုမုံတီးရွမ်းချကြသည်မှာလင်ငယ်နေသောမိန်းမတစ်ယောက်နှင့်တူလေသည်မြန်မာလူမျိုးများ၏တိုးတက်ခြင်းလမ်း၌အကြီးဆုံးသောအတားအဆီးတစ်ခုမှာဥရောပအမေရိကန်တိုက်များသို့ရောက်သူနှဲပါခြင်းပင်ဖြစ်လေသည်ရောက်ဖူးသူအနှဲငယ်တို့မှလည်းရောက်ကားရောက်ဖူး၏အထီးဆိုသောစကားကိုထိထိရောက်ရောက်မရှိချေအများအပြားထိထိရောက်ရောက်ရှိသောအရာများမှာကဟိုတယ်များ၌ဘိုကလေးမများတွေသာဖြစ်ကြောင်းအခါခါကြားဖူးရလေသည်မြန်မာတို့သည်သူတို့ဘာပြက်တာကိုအခွန်မြန်မာတို့သည်သူတို့ဘာပြက်တာကိုအလွန်သိလေကြ၏မိမိကိုယ်တိုင်လက်ဟင်း၍နေသောအရာများကိုကမသိကြချေအတက်စိတ်သည်အကောင်းကိုမျှော်လင့်၏အကြစိတ်သည်စိတ်ပြေဖွဲရာအကြောင်းအရာတို့ကိုတွေ့တတ်ပေသည်အာလုံးကြီးပွားနီးမှာအမျိုးသားအလုတ်ဟူသည်မြအသင်းဖွဲ့၍ထားအပ်ခြင်းပင်ဖြစ်လေသည်ထိုအသင်း၌အလုတ်တိတ်တစ်ခုကိုအခြားအလုတ်တိတ်တစ်ခုကအလှည့်ကျသွားရောက်စစ်ဆေးစုံစမ်းခြင်းဤကောင်းလမ်းမှန်တစ်ခုခုလို၍နေသည်ကိုတွေ့ရှိသည့်အခါအကြံပေးခြင်းပင်ဖြစ်လေသည်ထိုနည်းဖြင့်ခင်မင်ရင်းနှီး၍သွားသောအခါကရုဏာသိ၍နေစရာရှိတော်မူမဟုတ်ပေသို့တော်လည်းခင်မင်ရင်းနှီးခြင်းကိုမလွန်ဆန်ရဲအောင်သတိပြုရပေသည်သို့လွန်ရသွားချေပါကငွေချေးမှာကိုကြောက်ရလေသည်ဘုရင်များသည်တိုင်းပြည်ကိုသာအစိုးရကြ၏အောင်မြင်သူများသည်ကဘာကိုအစိုးရသူများဖြစ်ကြလေသည်ကြီးပွားရန်အတွက်အလုပ်သုံးခုရှိ၏ထိုသုံးခုကစိတ်ကူးခြင်းတင်ယူခြင်းအစီအစဉ်ဆွဲခြင်းပဲဖြစ်လေသည်လောက၌အမှားသည်တစ်မျိုးတည်းမဟုတ်အမှားမျိုးမျိုးရှိနိုင်တယ်ရာတစ်မျိုးပြီးတစ်မျိုးမမှားရအောင်သတိထားဖို့လဲလိုပေသည်အပျော်တကအပျော်တို့တွင်အလုတ်သည်အစွဲမြဲဆုံးအစစ်မှန်ဆုံးသောအပျော်ဖြစ်လေသည်လူစားသည်ငွေစားထက်ပိုမို၍အစွမ်းကောင်း၏ငွေရင်းသမားထက်လူရင်းသမားတွေကအမျိုးသားကိုပိုမိုကူညီနိုင်၏လှုပ်ရှားခြင်းနှင့်အလုတ်သည်အမွှာညီကိုဖြစ်၏အကြောင်းမူကားအလုတ်လှုပ်ခြင်းသည်လှုပ်ရှားခြင်းပင်ဖြစ်လေသည်အလုတ်တွင်ဟာထိုးတစ်ချောင်းထည့်လိုက်ပါကလှုပ်ဖြစ်မည်မဟုတ်ပါလားတဘာဝအရာအရေးကြီးဆုံးသောပစ္စည်းသည်အပေါ်ဆုံးဖြစ်၏အသက်ရှင်မှုအတွက်အရေးကြီးဆုံးမှာလေဖြစ်နေရာလေကိုလိုတိုင်းရနိုင်သည်မဟုတ်ပါလောကြီးပွားရေးအတွက်အရေးကြီးဆုံးပစ္စည်းမှလည်းလိုတိုင်းရနိုင်ပါလေရဲ့မယူတတ်ရခြင်းဖြစ်လေသည်ထို့အရာကအချိန်ပင်ဖြစ်လေသည်လူတယောက်ကြီးပွားမည်ပျက်စီးမည်ကိုသိလို့လျင်ယင်းဤသူဤအပြစ်ဆိုခြင်းကိုနာခံသလားမယင်းဤသူဤမြောက်ပင်ခြင်းကိုလိုလားသလားဆိုတာကြည့်ပါလေပျက်စီးမည်သူသည်အတွင်းထရံကိုအပြင်ထရံပြုတ်တတ်လေ၏လူရင်းကိုမမုန်းနှင့်လူရင်းကိုမုန်းခြင်းသည်ပျက်စီးခြင်းဤအစဖြစ်၏လူမှန်သမျှစိတ်နှလုံးမှာဝင်ပေါက်တစ်မျိုးစီရှိကြ၏အဘယ်မျှပင်ခက်ထန်သောသူဖြစ်စေကမူဝင်ပေါက်တစ်ခုခုရှိမြဲမှတ်ရမည်များစွာသောသူတို့သည်ရိုးသားဖြောင့်မတ်ခြင်းဉာဏ်ပညာရှိခြင်းငွေရေးကြေးရေးအပေါင်းအသင်းနှင့်ပြည်စုံခြင်းရှိကြပါလျင်လျင်မြန်စွာဆုံးဖြတ်တတ်သောအလေးအကျင့်ကိုမရကြသဖြင့်
မကြီးပွားပဲဖြစ်နေကြလေသည်ကြီးပွားလိုသောသူတို့သည်ချောင်းတစ်ခုကိုကြော်ပြီးလျင်တရားကိုမိနှင့်ရှုပ်ပြည့်ရရမည်ဖြစ်သည်အကြံတူရန်သူဟူသောစကားသည်အလွန်မှားလေသည်အကြံတူခြင်းသည်အပြိမ်လုပ်ခြင်းဖြစ်၏အပြိမ်မရှိကလောကမှာအနိုင်ရှိမည်မဟုတ်ပေလူမှုရေးလူတစ်ယောက်သည်ကိုစ၍ပြုပြင်လာလျင်အတော်အသင့်အဖိုးတန်လာပြီဖြစ်၏ပညာကြီးလျက်လူပေါင်းမတတ်သူအစဉ်လှလျက်လူချစ်လူခင်မများသူတွေများစွာရှိလေသည်ပညာရဲ၍ပွဲလေတင့်သည်ဟုသောစကားသည်အခါခတ်သိမ့်မမှန်အခါတရံသာမှန်နိုင်ပေသည်လူပေါင်းသင့်မှပွဲလေတင့်သည်ဟုပုံသေးမှတ်ယူရမည်ချစ်စေလိုခရင်းလက်နှစ်သည်မုန်းစေလိုခရင်းလက်နှစ်သည်ရှင်ဘရင်မှအနိုင်ဆုံးသောအစေခံအထိမိမိကိုယ်ချစ်ခင်အောင်လုပ်တတ်သောအတတ်ကိုတက်ဖို့ရန်အရေးကြီးလေသည်မျက်နာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေဟုသောဆုတောင်းပြည်သူတို့သည်အခါခတ်သိမ်းလူချောလူလတွေမဟုတ်ကြပေမှန်ကန်ခြင်း၌အဖို့မလူလူတို့သည်ခေါင်းငုံခံနေသူကိုအနိုင်ကျင့်တတ်ကြ၏နိုင်ရာကိုစော်ကားချင်ကြ၏မခံတတ်သူကိုမှလေးစားလေးရှိကြသည်လောက၌ချွတ်ယင်းချက်မရှိသူမရှိရေပွက်ရဲ့မဝင်နိုင်သူမရှိမိမိတန်တန်၌ချွတ်ယင်းချက်များကိုရိုးမှန်သောစိတ်နှင့်ရှာလျင်ဧကန်တွေ့နိုင်လေသည်မိမိတန်တန်၌အပြစ်အနာတွေ့အောင်မရှာဖွေတတ်သောသူသည်မိမိကိုယ်တိုင်နှင့်ပတ်သက်၍မယိုးသားသူသာဖြစ်၏အကြံပေးခြင်းထက်အကြံတောင်းခြင်းသည်အခါများစွာပို၍ခရီးရောက်လွယ်သည်အကြံတောင်းခြင်းဖြင့်အကြံပေးခြင်းဖြစ်သို့ရောက်အောင်ဆောင်နိုင်လေသည်ဤလောကသည်စစ်မြေပြင်ဖြစ်၏နေရာတိုင်းမှာသဘောကောင်းလျက်ဒီခံ၍နေကအများလေးစားဂရုမပြုဘဲနေတတ်၏တစ်ဖက်သားရန်သူကိုနိုင်ပြီးမှခွန့်လွယ်နိုင်ခြင်းနိုင်သလောက်မနှိမ့်စေခြင်းသည်သူတော်ကောင်းအင်္ဂါဖြစ်လေသည်ဂုံလိုအားကြီးကဂုံပြိုတတ်၏လူမိုက်ပြုံးသည်ကိုကြောက်လူကြီးငေါ့မီကိုမကြောက်ပါနှင့်တောရောက်လျင်တောသားမြို့ရောက်လျင်မြို့သားအလားကိုပြတိုင်းမပေါ်မပြမှပေါ်သောအခါတွေလည်းရှိ၏ယဉ်ကျေးခြင်းသည်ကိုဟန်အမူအရာကိုဆိုသည်မဟုတ်လူရှိ၌ကုန်းကွာခြင်းကိုဆိုသည်မဟုတ်သို့သောလူမျိုး၏အလေးအကျင့်ကိုကျင့်ရလေသည်စကားသည်အလောက်ဟုသည်များ၌လိုအပ်၏လောက၌အယောင်အဝဲအလောက်ထက်ကြီးသောအလောက်မရှိချေထိုအလောက်မှာစကားသာ၍လိုလေသည်စကားပို၍လိုအပ်လေသည်သူရဲကောင်းရဲရင်သောတိုက်ခိုက်သမားကိုမနစ်လိုသူသည်ကဘာပေါ်မှာမရှိတကဘာလုံးနှစ်သက်သဖြင့်ရာဇဝင်ကြေးရုပ်နှင့်ကိုးကွယ်ကြလေသည်မြည်သူမျှပင်စန့်ကျင်ဘက်မပြုတ်ဝန့်သူကိုမြည်သူကမျှအလေးမထားလေးစားခြင်းပြုမည်မဟုတ်ချေလူ၌ကောင်းခြင်းနှမျိုးရှိ၏၎င်းနှမျိုးကကိုယ်တိုင်ကောင်းခြင်းနှင့်သူတို့ဘာ၏ထင်မြင်ခြင်းတို့ဖြစ်လေသည်စွန့်ကြဲခြင်း၌ပေးကမ်းခြင်းထက်ရခြင်းကပို၏မျက်လုံးသည်စက်၏တကားဖြစ်၏ပညာမှာဓာတ်ပါတတ်၏စကားမှာတရားပါ၏မိမိစိတ်ကြိုက်ကိုသာလက်အားကြီးကမိမိအလိုကိုသာသိ၍သူတို့ဘာအလိုကိုမသိတတ်သောအဖြစ်မျိုးရောက်တတ်လေသည်လူ၏အည်ချင်းကိုအဝတ်အစားကြည့်၍အကဲခတ်ခြင်းသည်အတွင်းကပစ္စည်းကိုမကြည့်ဘဲစက္ကူကိုကြည့်ကာအကဲခတ်ခြင်းနှင့်တူလေသည်လောကတွင်သိစေရာတက်စေရာမှတ်စေရာတွေမကုန်နိုင်အောင်ရှိလေရာငါသိလာပြီငါတက်လာပြီဟုထင်နေသူများသည်မိမိဘာမျှမတက်သေးကြောင်းကြေညာခြင်းပင်ဖြစ်လေသည်ဒီခံမှဖျားဖြစ်သည်ဟူသောစကားထက်ဖျားဖြစ်မှဒီခံသည်ဟူသောစကားကပို၍မှန်၏အကြောင်းမူကားဖျားမဖြစ်မီကမူဒီခံသည်မှခံပေမည်မြတ်တာသောလူမျိုးများရှားလေသည်မြတ်တာသောလူကိုအင်္ဂလိပ်ဘာသာစကားဖြင့်ပြည့်စုံသူဟုခေါ်၏အပြစ်ကင်းသည်ဟုဆိုလိုသည်ထိုလူမျိုးမှာလွန်စွာရှားလေသည်လူလုံရေး၌ရှေးဥပထမစိတ်၌တန်မိုးနှက်သလိုဆွေမအပ်သောချက်သည်ကကျမ်းမာသူဖြစ်လျက်အလုတ်တစုံတရာမျှမလုတ်ကိမ့်ပဲလူဘဝမှာအနေမပိန်မနေအပ်နေခွင့်မရှိလူဘိုတယောက်ဖြစ်ခြင်းသည်ဂုံကျက်သည်ရဲ့မရှိသောအချက်ကြီးပင်ဖြစ်လေသည်မလွတ်လွတ်သူမိမိ၏စိတ်
မိမိ၏ဉာဏ်မိမိ၏အချိန်မိမိ၏ထင်မြင်ချက်မိမိ၏စကားကိုမိမိမပိန်သောသူမှာချမ်းသာမှုရရှိလိမ့်မည်မဟုတ်ဟုပုံတည်မှတ်ပါလေယဉ်ကျေးတိတ်မွေ့ခြင်းသည်အိမ်တကားတိုင်းကိုဖွင့်ရန်တော့နှင့်တူ၏ယဉ်ကျေးမှုမရှိသူသည်အိမ်တကားတိုင်းကိုချိုးဖျက်၍ဝင်ရတတ်လေသည်တရားရုံးများကိုကြောခိုင်းရမည်ရမျိုးဘက်ကိုရှောင်ပလိတ်ဘက်ကိုရှင်းတစ်တော်ဘက်နားကိုမသွားလေနှင့်မင်းပွဲဆိုသည်မှာအလကားနေရာဘာလို့ဖို့လဲဟူသောစိတ်ကိုရဲရဲကြီးတွေးထားပါငါဟဲ့ယောက်ျားငါဘာသာငါလုံစားမယ်ဟူသောယောက်ျားကုံယောက်ျားစိတ်ယောက်ျားတတ္တိရှိသူများအတွက်ကျက်စားရန်စကြက်သည်လွန်စွာကျယ်ဝန်းလေသည်ကြီးပွားလိုသူကြီးပွားလိုလျင်မျက်နာမလုံးနဲ့တပားသူချစ်မှလိုလားမှရရှိနိုင်သောအလုတ်အကိန်နေရာဌာနကိုမမက်နဲ့ကြီးပွားလိုလျင်မျက်နာမလုံးနဲ့တပားသူချစ်မှလိုလားမှရရှိနိုင်သောအလုတ်အကိန်နေရာဌာနကိုမမက်မောနဲ့မျက်နာရ၍တကိုးပြနေသောသူကိုရန်သူဝိုင်းရန်လျက်ရှိနေ၏တွန်း၍ချမိသူတွေဖိ၍ချမိလူတွေတစေပမာအချက်အလက်ကိုစောင့်ကြလျက်နေအောင်ဟုကျင်းဝါကနေကြ၏မျက်နာကချို၏စိတ်ကရှုံတွလျက်ချင်း၏၎င်းတို့၏အကြံဒီကပူငံဆက်ခါပေသည်ကျွတ်တလက်ကြက်တခုံချမ်းသာလျက်ငယ်ပေါင်းကြီးပေါ်တွေကိုပင်မင်းဘဲကလဲဟုမေးသောခြေဖျားထောက်သောသူတို့သည်လင်းမြန်စွာကြတတ်လေသည်မကြွားခြင်းနှင့်မဝါခြင်းနှင့်မှန်မှန်နေမှန်မှန်စားမှန်မှန်သွားအများအားဖြင့်ကိုယ်စိတ်နှဖျားဆင်းရဲကြသည်မှာကိုနှင့်မတန်အကျင့်လွန်ဟုသောစကားအတိုင်းဖြစ်ကြလေသည်အချို့ကအယူဆိုသည်မှာပညာတတ်အားကြီး၍ယူသည်ဟုထင်ကြ၏ပညာတကယ်တတ်သောကြောင့်အယူမဖြစ်တတ်သည်ထက်ပို၍အထည်ကြီးခြင်းကြောင့်သာအယူဖြစ်ကြရလေသည်အထင်ကြီးခြင်းသည်လွန်စွာဆိုးသောယောဂဖြစ်လျာထိုလူမျိုးမှာမိမိတို့လိုသလောက်ကိုမလုံအစဉ်လေထဲမှာတအိမ်ဆောက်သဖြင့်ဘာကိုမျှဖြစ်အောင်မလုပ်နိုင်ပဲလူဘဝမှာလူဘိုဖြစ်ကြရလေသည်ကိုမူရာနှုတ်မူရာမှာရင်းဆိုင်ခြင်းတူတောင်းခြင်းမရှိစေရသို့တော်လည်းအောက်ကျခါရအဝတ္တချင်းထက်တူတောင်းခြင်းကတော်သေး၏တစ်ဖက်သားကိုလွန်စွာအယိုအသေးပေးခြင်းသည်မြောက်ပင့်ခြင်းပင်ဖြစ်လျာရှုံချပွဲကောင်းသောအမှုရာပင်ဖြစ်လေသည်မိမိသည်ညစ်ပတ်မှုကလိန်ကြမှုကိုဝါကြွားဂုံယူတတ်သူများလူလေကောင်တွင်လေးလေသူနှင့်တူလေသည်အမိန်ကိုကောင်းစွာနာခံတတ်မှအမိန်ပေးသူ၏အဖြစ်သို့ရောက်ရှိနိုင်၏အမိန်ကိုတုံပုံစွာနားထောင်သူသည်ကျွန်နှင့်တူ၏ရှင်လန်းကြီးဖြူစွာနာခံတတ်သူကသားသမီးကောင်းတပည့်ကောင်းနှင့်တူ၏တကယ်အကျိုးစီးပွားအများစီးပွားကိုလိုလားသောစိတ်ရှိမှသာအစည်းအဝေးအသင်းအဖွဲ့များမှာဝင်၍ဆောင်ရွက်ရမည်မိမိအတွက်သူတို့ဘာမှအနှဲငယ်များဝန်လေးခြင်းမရှိရလေအောင်သတိထားရမည်လောက၌အသေးအဖွဲကလေးများကြောင့်အကြီးအကျယ်တွေဖြစ်တတ်၏အတောင်အရန်ရဲခြင်းအယူရဲခြင်းလိုချင်မျက်စိရှိခြင်းငါအသည့်မိတ်ဆွေငါနှင့်ခင်မင်သူပဲငါယူမယ်ဟုသောစိတ်မျိုးသည်အဘယ်နည်းနှင့်မျှချစ်စရာကောင်းသောစိတ်မျိုးမဟုတ်ပေလူလားခွေလားစီတဝါဟုသောအယက်သားများလိုတော်ထိုင်၌တိမ်၍နေရာခြေတံကိုကြားယုံနှင့်ထ၍တောင်းတသူမျိုးရှိတတ်၏တောင်းခြင်းခြေခြင်းငှားခြင်း၌နှုတ်မလွယ်ကောင်းပေလက်မလွယ်ကောင်းပေမိမိနှင့်မဆိုင်သောအရာများ၌တည်လိုသောစိတ်အားကြီးစွာနှင့်မြင်မြန်စုံစမ်းခြင်းသည်အဆိုးဆုံးသောအကျင့်ဖြစ်လေသည်အခြားသူများလုပ်သောအလုပ်တစ်ခုကိုဖြစ်စေရေးနေသောစာကိုဖြစ်စေကပ်၍ကြည်ခြင်းတစ်ဖက်သားမပြောလိုသောစကားကိုမေးခြင်းလခဝင်ငွေကိုမေးခြင်းဤအကျင့်များသည်တစ်ဖက်သား၏စိတ်ကိုမချမ်းသာစေသောရင်းစိမ့်သောအလေးအကျင့်များဖြစ်လေသည်တချို့မှာစားရ၌လောဘဇောတိတ်အားကြီးသဖြင့်စကားများမပြောနိုင်အပေဟင်းခွက်ကိုနှိပ်ရမလဲဟုမျက်လုံးကြီးတရွှဲရွှဲနှင့်အကဲခတ်တတ်ကြလေသည်ထိုလူမျိုးသေးလျင်တရေမဖြစ်ဘူးဟုမဆိုနိုင်ပေနံဘဝဖြစ်မိတန်တန်သည်ဤဘဝမှာတစွမ်းတစပြတတ်လေသည်
ပွဲရန်မှအထင်ရာ၌မိမိပကံထဲသို့ရှေးဥစွာထည့်ချင်းထက်အနီးတစ်ပါးလူများ၏ပကံထဲသို့ခတ်၍ထည့်ပေးခြင်းဟင်းမကံတို့ကိုကန့်လန့်ခြင်းကပို၍ကောင်းလေသည်လောင်းကစားလုပ်သောသူသည်လောက၌အကြီးကျယ်ဆုံးသောရည်ရွယ်ချက်ဖြစ်သည့်ဒုက္ခချမ်းသာကိုအမြဲဖြစ်စည်း၍နေသူသာဖြစ်၏လူသည်အပေါင်းအသင်းလို၏အပေါင်းအသင်းရှိမှလောကကြီး၌ကြီးပွားသည့်လမ်းများရှိကြလေသည်လောင်းကစားခြင်းသည်ကျင်နာတတ်သောမနုဿလူစိတ်ကိုဆုပ်ယုပ်ပြက်ပြားစေ၍ရက်စက်သောလောဘကောင်ကြီးဖြစ်သို့တိတိတသာရောက်စေနိုင်လေသည်လောက၌လောကင်ရှာဖွေကြရသည်မှာကောင်းစွာစားရဖို့ဖြစ်၏စားရ၌ဒေါသဖြစ်ခြင်းစိတ်ညစ်ခြင်းတောကကိစ္စအပူဟုသည်များကိုဖျောက်ဖျက်ကာပျော်ရွှင်သောစိတ်နှင့်ရေမောပြောဆိုရင်စားရမည်အပေါင်းအသင်းကိုမြင်ချင်းဖြင့်အဘယ်လူဖြစ်သည်ဆိုတာကိုသိနိုင်၏ဉာဏ်ဉာဏ်သောမိမစကားကာလသားစကားကာမစကားများကိုပြောတတ်သူပြည်တံစာများနှင့်ပေါင်းသင်းတတ်သူဖြစ်က၎င်းကိုမွေဝေးကဲ့သို့ရှောင်ကျင်ရ၏လက်သမားလှုပ်လျက်အဘိဓမ္မာအပြောကောင်းရာမှာအသာယူ၍နေသောကြောင့်တေသည့်တိုင်အောင်မွဲ၍နေသွားရသောလူတစ်ယောက်ကိုတွေ့ရဖူးလေသည်လာကစားအခြေအနေမျိုးသည်လူလေးလူညံ့များနှင့်သာတော်၏ဉာဏ်ရောကံရောဝိရိယရောအချိန်ရောလျှော့စင်းနှင့်ပေးသောလူပြော့လူညံ့တွေအတွက်သာသင့်လျော်လေသည်စရိတ်နည်းနည်းနှင့်အသက်မွေးဟူသောဖရန်သစ်စကားသည်ဒုက္ခချမ်းသာခြင်း၏အကောင်းဆုံးနည်းဖြစ်၏အစာကိုမမောခြင်းအသောက်ကိုမမောခြင်းအကောင်းကိုတွေ့မရှောင်ကြိတ်မရှောင်နိုင်ခြင်းအပျော်ပါလိပ်စားခြင်းသည်စီးပွားလန်းကြီးပွားလန်းကိုအမှန်ပိတ်ပင်သောအကျင့်များပင်ဖြစ်သည်အပျော်သည်ပျော်ခိတ်မှသာပျော်၏ရက်သည်နှင့်တပြိုင်တည်းဒုက္ခဖြစ်တတ်လေသည်ဒုက္ခဟူသောအပူသောကများစွာတို့သည်အပျော်ထဲမှထွက်ကြ၏အပျော်သည်ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကိုမွေးမြူသောဌာနဖြစ်လေသည်ငွေသည်ရန်သူဖြစ်၏ငွေရွယ်သူတို့၏ခါး၌ရှိသောငွေသည်ငွေဘွေးနှင့်တူ၏တထေသာတငယ်ချင်းမွေးပေါက်ခံရလျင်မိမိလည်းအပေါက်ခံရမည်ဟုမှတ်ပါလေလောက၌ကံအဆိုးဆုံးသောသူသည်မိမိ၏အလုံး၌သူတို့ဘာအောက်ကြခြင်းကိုယ်ပိုင်အလုံး၌ကောင်းစွာမတက်ခြင်းဖြစ်လေသည်ယခုခေတ်သည်အမြန်ခေတ်အပြိုင်ခေတ်ဖြစ်၏သူထက်ငါဥမှအလုတ်ကောင်းနေရာကောင်းအချက်ကောင်းကိုရနိုင်လေသည်အလှပြင်ခြင်းစီလိမ့်ခြင်းမှန်ခဏနာကြည့်ခြင်းအလုံးများသည်အပို့ဖြစ်၏ယောက်ျားသည်မှန်နှင့်မတော်ပေမျက်နာ၌စင်ကြယ်တန့်ရှင်းဖို့အမွေအမင်းစင်ကြယ်ဖို့သာလိုလေသည်အရာရာ၌မလွန်ကျူးခြင်းလျင်မြန်ထက်မြက်ခြင်းဝိရိယရှိခြင်းဤသုံးခုသည်အကြီးဆုံးသောအားဖြစ်လေသည်ငွေသည်တစိုးလက်ဆောင်ပေးရာ၌လွန်စွာအသုံးဝင်၏အခြားကောင်းကျိုးကိုကထိထိရောက်ရောက်တိတိတသာမပေးနိုင်ပေပေးလျင်လည်းမမြဲပေလူသည်ပထမမြင်ရသောအသွင်ကိုအများအားဖြင့်ဆွဲမှတ်ကာအထင်ကြီးခြင်းအထင်သေးခြင်းရှိတတ်လေသည်လူဤသိက္ခာတမာရိဂုံမှာကိုယ်စိတ်ဝိညာဉ်သုံးပါးဆက်လျက်ရှိ၏စကားများများပြောတဲ့လူတစ်ယောက်ကိုမိမိဘက်ပါအောင်ဆွဲဆောင်ရမရမပြောကောင်းတိုင်းမပိုင်မပြောတိုင်းလည်းမနိုင်စကားများခြင်းကြောင့်အရေးနိုင်နေသည်တရိပ်ပြောခြင်းဖြင့်ခုခံစိတ်ကိုဖြစ်စေတတ်သည်ဘယ်အရာကိုလုပ်ပါဟုပြောမည်အစားလုပ်လျင်ဘယ်အကျိုးဖြစ်မည်ကိုပြောရမည်လူကိုအကဲခတ်ခြင်းသည်လွန်စွာအရေးကြီးလေရာအပြိုလဲသောလူပြိုကဲ့သို့မိမိဘက်သို့ပါလောက်ပြီးမပါလောက်ပြီးကိုတီးဖို့နှင့်မိအောင်ဖမ်းဖို့အရေးကြီးလေသည်ပြည့်ညတ်မှာတတ်ပါ၏စကားမှာတရားပါ၏တခါကျေးဇူးပြုမိလျင်နောက်ကိုလည်းဆက်၍ပြုတတ်သမျှဖြစ်လေကာတရားလွန်ဆွမ်းတော်ယုံဟူသောစကားကိုတတိပြုဖို့လိုအပ်ပေသည်နှုတ်ဖြင့်မိမိအည်ချင်းကိုပြောပြခြင်းတသေခံလက်မှတ်၏ချီးကျူးခြင်းများသည်အထည်အကိုမရှိအလုံးမှသာမြင့်မြင်တွေ့ရှိနိုင်သောအထည်ကိုယ်တည်းဖြစ်လေသည်အလုံးသည်လူဤစိတ်လူဤတတ္တိဟုသည်မြမြင့်မြင်ထင်ရှားသိတာအောင်ဖော်ပြသောနီလန်းပင်ဖြစ်သည်လူတို့ကို
တေးနှုတ်တိမ်ဖြင်းနိုင်ရာသို့ဆင်းစဉ်သောနီလန်းများတွင်အလုတ်ကိုပေါ့ပေါ့ဆဆအပေါ်စားလှုပ်ခြင်းသည်အရေးကြီးဆုံးသောအကြောင်းတစ်ခုဖြစ်လေသည်လူတို့သည်စဉ်းစားဆင်ခြင်တတ်သောတတဝါဖြစ်တော်လဲကိုယ်တိုင်ဆင်ခြင်တတ်သောဉာဏ်ကိုအသုံးပြုသည့်ထက်အများ၏ထင်မြင်ချက်ကိုပို၍အလေးအမြတ်ပြုလိုစိတ်ကပိုအားကြီးတတ်လေသည်အလုပ်တစ်ခုကိုအစွမ်းကုန်ကောင်းသည့်ထက်ကောင်းအောင်လုပ်ခြင်းသည်အလုပ်၏ဂုဏ်သာမဟုတ်လုပ်သူ၏ဂုဏ်လည်းဖြစ်လေသည်လခစားအလုပ်ကိုလုပ်သည့်အခါတစ်နေ့မှာငါသည်တခြားသူများကိုလခပေးနိုင်သောသူဖြစ်ရမည်ဟုသောစိတ်မျိုးကိုထားရှိသင့်လေသည်ဗဒိန်တောက်တောက်မစားလောက်ဟုသောစကားသည်အလုပ်ကိုရိုးမှန်စွာမလုပ်ကြခြင်းကြောင့်ထွက်ပေါ်လာသောစကားဖြစ်၏ကြီးပွားလိုသူတို့သည်အများ၏လိန်နီးကိုမလဲရတိမ်ပြည်၏အကျိုးစီးပွားကိုထောက်ထားကာအလိန်ကိုဖော်ပြရိုးရိုးမှန်မှန်လုပ်ကြရမည်ထူးချွန်ခြင်းသည်အများအားဖြင့်ပင်ကိုတတ်တည်မဟုတ်ပေအလုပ်ကိုသေချာကောင်းမွန်အောင်ထူးထူးချွန်ချွန်ကြိုးစားခြင်းကြောင့်ထူးချွန်ခြင်းဖြစ်ရလေသည်ကြီးကြီးကျယ်ကျယ်ဖြစ်မြောက်အောင်မြင်အောင်ကြံစီကြိုးစားသူတို့မှလည်းအများနှင့်မတူသောအတွေးအခေါ်ထင်မြင်ချက်ကိုအသုံးပြုကာအများမလုပ်သောအရာများကိုစွန့်စွာလုပ်ကင်ကြရလေသည်မည်သူမဆိုဆိုင်ရာ၌အများထက်ထူးချွန်အောင်လုပ်သောစွမ်းရည်တတ္တိရှိလေသည်တစုံတစ်ယောက်အားစကားအနိုင်မခံမာနကြီးစွာပြောဆိုသူမှာအရသာမရှိရှာ၌ချို့ရလည်းမသွားအာခေါင်၌စိတ်ရလည်းမသွားအစီအသားလည်းမတိုးပြီစကားကိုပေါ့ပေါ့မထင်အပ်ကြပြီနှုတ်မှထွက်လိုက်သောစကားတစ်လုံးသည်နောက်နှစ်ကာလပြိစေတာကြာမြင့်သောအခါကောင်းကျိုးမကောင်းကျိုးကိုဖြစ်စေနိုင်နေသည်စကားကိုနည်းနိုင်သမျှနည်းစေ၍နှုတ်ကိုပိတ်နိုင်သမျှပိတ်ကာနားဆွင့်ကာဖွင့်နိုင်သမျှဖွင့်ရ၏သို့မှသာပညာရှိလူလိမ္မာဖြစ်နိုင်လေသည်လူလိမ္မာလူပညာရှိသည်ကမိမိ၏အကြောင်းကိုလူတိုင်းလွယ်ကူစွာမသိရအောင်သတိပြုလေ့ရှိကြ၏ဒီလိုသောစိတ်သည်ဂရုစိတ်သောစိတ်ဖြစ်၏ဂရုစိတ်ခြင်းသည်အရေးယူခြင်းလေးစားခြင်းပင်ဖြစ်လေ၏အသီးအနှံအောင်သောစပားပင်သည်ငဲ့၍ကျ၏အသီးအနှံမအောင်သောအပင်အသီးအနှံမရှိသောအပင်သည်ရိုးပြက်များသာထောင်လျက်ရှိ၏စပင်ငုတ်တို့သည်ထောင်၏ရှည်လျားလေจิตတည်းရှိသောစပင်သည်ကမထောင်နိုင်ပေကောက်ရိုးမီးသည်တက်ကြွ၏မာသောတက်တုံးကြီး၌ဆွဲသောမီးသည်ကမတက်ကြဝေငြိမ်သက်စွာရဲရဲကြီးကြည်နေ၏တတဝါဟုသည်မြမိုးကိုကြောပေးပြီးမြေကိုဗိတ်ပေး၏လူသားလျင်မြေကိုချင်နှင်းကဥကောင်းကိုမိုးသို့ထောင်၏ထမင်းဝယုံအိတ်ထဲ၌ဒင်းကားကိုထည့်၍လှုပ်နေယုံမြသူတို့သည်အမျိုးမျိုးဟန်ဆောင်လုပ်တတ်ကြ၏ဓာတုဗေဒစိန်သမားသည်တကယ်တွင်းထက်စိန်စစ်သမားထက်စိတ်ကြီးဝင်တတ်လေသည်လူမှန်သမျှမှာမာနရှိ၏ထိုမာနမရှိကလူမဖြစ်နိုင်လူသည်မှန်ကောင်း၏သို့ဖြစ်သောကြောင့်တတဝါအပေါင်းတို့တွင်မိုးကိုထောင်လျက်လမ်းလျှောက်သောတတဝါဖြစ်၏စိတ်ကြီးဝင်ခြင်းသည်အပူအလုတ်ဖြစ်၏အကျိုးမဲ့လူမုန်းခံရသောအလုတ်ပေသည်မြောက်ပင်ခြင်းသည်လေတံမျှဖြစ်၏အလူပေးရာစံမကုံစင်နှင့်ဟူသောစကားသည်အလူရှင်စေတနာပြက်ကစံကုံယုံရှိတတ်သည်ဟုဆိုလိုခြင်းဖြစ်လေသည်မန်းဆိုသည်မှာဖြစ်စည်းရန်ခက်၏ဂုံပကသနာကိုလှူလျင်လည်းခုံရချင်းမှတပါအခြားအကျိုးစီးပွားမြောက်များစွာဖြစ်မည်မဟုတ်ပေကိုယ်တိုင်အစစ်အမှန်အဖိုးတန်သူတို့မှာအဝတ်တန်းစားကိုအထူးမလိုလောကုတ္တရာရေးရာမှာမြည်သူမျှအမှန်ကိုပိန်နိုင်စွာမသိမေတ္တာကိုမေတ္တာနှင့်နှိမ်ချခြင်းသည်ဒေါသထက်တကူကြီး၏ငွေသုံးခြင်းကိုအတတ်ပညာတစ်ခုကဲ့သို့သဘောပေါက်ထားရမည်စရိတ်ကုံနည်းနိုင်သမျှနည်းပြီးအဘယ်ပုံတင့်တယ်စွာအသက်မွေးရမည်ဟုသောဤစနစ်ကိုဉာဏ်ထုတ်ရှာကြံရမည်အဆွေခင်ပန်းကောင်းကိုတွေ့ရလျင်ဆိုသောလက်မချောက်စေရဟုသောစကားကိုမြဲမြဲကြီးမှတ်ရ၏လူသည်အစုအဝေးအသိအဝမ်းနှင့်အသက်ရှင်၍နေထိုင်သောတတဝါမျိုးဖြစ်၏သူအဖို့ကိုရှေးဥစွာသိကကိုယ့်အဖို့ကိုမသိဘဲနေနိုင်ကြမည်မဟုတ်ပေစိတ်ချမ်းသာမှလူချမ်းသာဖြစ်နိုင်၏တတဝါမှန်ကကိုယ်တိုင်ဆင်းရဲဒုက္ခမတွေ့ရလေအောင်မိမိကိုယ်ကို
စောင့်ရှောက်နိုင်သောတတ္တိနှင့်ပြည့်စုံကြ၏လောက၌မကောင်းမှုဒုစရိုက်များကိုရှောင်ရှားရသောသူတို့မှာတမလွန်ဘဝပြစ္ဆကဘဝတို့တွင်ပူဖို့မလိုပေမာနာကြီးသူသည်ခေါင်းကိုမော်နေ၏မိမိ၏ပတ်ဝန်းကျင်ကိုမမြင်ပေလူဘဝကိုမုန်းသူများသည်လူဘဝတွင်ဒုက္ခအများဆုံးလူများဖြစ်ကြ၏အချိန်ရှိသည့်အမားကိုပြင်နိုင်၏